အကိုရင်ခောက်ပျောက်ဆုံးသွားတာကိုမိသားစုဝင်တွေနဲ့တမျိုးလုံးကလူတွေကမမှတ်မိပေမဲ့ညီဖြစ်သူတယောက်တည်းမှတ်မိနေရကွာဘယ်သူကမှချစ်ခဲ့ဘူးမှန်းတောင်မသိတော့ရင်ဘလောက်တောင်ကြောက်ဖို့ကောင်းမလဲဒီနေ့မှာတော့အလဲရက်ဆက်လွန်းတဲ့စက်သိန်းလက်ကွက်တွေပါဝင်တဲ့ဟော်ရာကတကားပြောပြမယ်ကွာ MNTV ဖက်ပွက်နိုင်ရထားတဲ့စကားလေးလည်းဖြစ်ပါတယ်ဇလန်လေးရောကွာတရက်မှာတော့ဆန်ရဲ့အကိုဖြစ်သူဖင်ဟာရုတ်တရက်ပျောက်ချင်းမလားပျောက်သွားတယ်ကွာအဲ့ဒီမှာထူးဆန်းတာကမိသားစုတွေအပါအဝင်တမျိုးလုံးကလူတွေကဖင်ဆိုးရဲ့လူရှိခဲ့ဘူးမှန်းကိုတောင်မိတ်သွားကြပါတယ်စံတယောက်တည်းရတာအကိုဖြစ်သူကိုမက်မိနေပြီးတော့တယောက်တည်းအပူတပြင်းနဲ့လက်ရှာပါတော့တယ်ဟုံးလင်းဝင်းညမတိုင်ခင်မှာစံဟာတငယ်ချင်း2ယောက်နဲ့ပူးပေါင်းပြီးတော့အကိုဖြစ်သူကိုပြန်လဲကယ်တင်ဖို့စူးစမ်းရပါတယ်သူတို့စုံစမ်းရင်းနဲ့မြို့မှာရှင်းအောင်ကျိန်စာတစ်ခုရှိတဲ့အကြောင်းနဲ့ပုဂင်ဟက်ဆိုတဲ့ကြောက်မက်ဖွယ်ရတတော်ဝါကြီးကွာစာကြောရုပ်ပုံစံရှိတဲ့ဘလူးကြီးရဲ့လက်ချက်ဖြစ်ကြောင်းကိုသိလာရတဲ့အခါမှာထုံးစံအတိုင်းဇက်သိမ်းမှာမထင်မှတ်ထားတဲ့လက်ကွက်တွေတစ်ခုပါဝင်ပြီးတော့တော်တော်လေးရက်ဆက်တဲ့ဇက်သိမ်းမျိုးလည်းဖြစ်ပါတယ်ဒီဇက်သိန်းလေးကိုဒီစကားလေးကိုကြည့်ချင်နေဆိုရင်ကျွန်တော်ရဲ့တိုင်ကန် channel လေးမှာကြည့်လို့ရတယ်လို့ comment မှာလည်း link လေးချထားပေးပါမယ်အဲ့တော့ပါစမ်းတွားကြည့်လိုက်တော့လေ